ဒီစင်မကြီးမို့ဟာဝမ်းနည်းစရာကောင်းစွာနဲ့ပဲသူမရဲ့ပထမဆုံးရင်သွေးလေးကိုဆုံးရှုံးခဲ့ရပါတယ်။ဒါပေမဲ့သူမဟာအဲ့ဒီရင်ကွဲဝေဒနာကိုအားအဖြစ်ပြောင်းလဲပြီးသူမကိုပြုစုဆောက်ရှောက်ပေးတဲ့စင်ဦးစီးရဲ့သားလေးကိုသူမရဲ့ရင်သွေးရင်းတယောက်လိုချစ်ခင်ယူရခဲ့ပါတယ်။ကောင်လေးရဲ့ရွယ်ရောက်လာတဲ့အထိစင်မကြီးဟာအနားကနေတဘဝမခွာပဲတစ္ဆာရှိတဲ့အုတ်ထင်းသူတယောက်လိုဆောက်ရှောက်ပေးခဲ့တာပါ။ကောင်လေးဘတ်စကတ်ဘောကစားတဲ့အခါဘောလုံးမဝင်တိုင်းစင်မကြီးကသူမရဲ့နှမောင်းနဲ့ကောင်လေးကိုအသာအရာမြှောက်တင်ပေးပြီးအားပေးတတ်ပါတယ်။နှစ်ယောက်သားရှုံ့ွက်ထဲမှာပျော်ပျော်ပပကစားပြီးတဲ့အခါမှာလည်းဂယုစိုက်တက်တဲ့စင်မကြီးကပဲကောင်လေးကိုရေချိုးပေးပါတယ်။သူမဟာကောင်လေးကိုစင်ကြယ်အောင်စေးကြောပေးုံတင်မကပဲမျက်နှာတုပ်ပဝါနဲ့သပင်တွေကိုပါအသာအရာတုပ်ပေးတတ်ပါသေးတယ်။ကောင်လေးစပိတ်စီးတော့မယ်ဆိုရင်လည်းစင်မကြီးကဘေးကင်းအောင်အုပ်ထုတ်ဆောင်ဖို့အမြဲတမ်းသတိပေးတတ်ပြီးမှလွတ်ပေးလေးရှိတာပါ။သူတို့နှစ်ယောက်ဟာပျော်စရာဂိမ်းတွေကစားတာတွေကိုအတူတူဆင်နွှဲကြသလိုကောင်လေးညောင်းညာတဲ့အခါမှာလည်းစင်မကြီးကသူမရဲ့နှမောင်းနဲ့အသာအရာနှိမ့်နေပေးတတ်ပါသေးတယ်။တကယ်မိခင်တယောက်လိုပါပဲ။ကောင်လေးစိတ်တက်ကြနေတဲ့အချိန်တိုင်းမှာစင်မကြီးကသူမရဲ့နှမောင်းလေးနဲ့ကောင်လေးကိုမြစ်တာအပြည့်နဲ့ပွေးဖက်ပြီးနှစ်သိမ့်ပေးလေးရှိပါတယ်။ကောင်လေးရဲ့ဘဝမှတ်တိုင်တိုင်းမှာစင်မကြီးဟာအမြဲတမ်းဘေးနားကရှိနေပြီးလုံခြုံအောင်ကာကွယ်ပေးခဲ့ပါတယ်။သူတို့နှစ်ဦးကြားကတန်ရောစင်ဟာနှွေးထွေးလွန်းသလိုစိတ်နှလုံးကိုလည်းကြည်နူးစေပါတယ်။ဒီလှပတဲ့တန်ရောစင်လေးကလူကြီးမင်းတို့ရဲ့ရင်ကိုထိရှသွားစေရဆိုရင်သူတို့နှစ်ယောက်အတွက်အသေးလေးတစ်ခုပေးခဲ့ပါဦး။